la bao ne kanyang java si sumongan tamare channel ujo diba kini channel kapya chene saliga ma yuya soma sa no name no ya di ma kali ngel li atwet leima aw yin chi aw lu yin chi mu ne anwen kwin cha awနေတဲ့ထိုင်တဲ့ပြောတဲ့ဆိုတတ်ဖို့ရင်အတွက်သင်ကြားပေးမယ်စာအုပ်ဒီအနည်းပေါ့နော်ဆရာမကြီးဒေါ်နုချီမာဝိဇ္ဇာကြီးပါတယ်လောကတာရပြုပို့ရင်လီပေါ့နော်အဲ့ဒီမှာဆရာမကြီးဘာကြောင့်ရေးထားလဲလို့ဆိုတော့အဂရိတရား၄ပါးနဲ့ပတ်သက်တာလေးရေးထားတယ်ပေါ့နော်စာလေးစဖတ်ပြပါမယ်အဂရိတရား၄ပါးလို့ရှိတယ်ဂရိဆိုတာပါဠိစကားဖြစ်ပြီးသွားတယ်လာတယ်လိုက်စားတယ်လို့အဓိပ္ပာယ်ရတယ်အားကတော့မြန်မာလူမှာမဆိုတဲ့စိုင်းညံဘက်အနက်အဓိပ္ပာယ်ပဲဒီတော့အဂရိဆိုတာမလိုက်စားတဲ့နာကိုလိုက်စားတယ်မဖြစ်တဲ့မရောက်တဲ့နေရာကိုဖြစ်ရရောက်ရတယ်ဆိုတဲ့သဘောပါပဲမဖြစ်တဲ့နာတွေဖြစ်စေတဲ့မလိုက်စားတဲ့နာတွေလိုက်စားစေတဲ့အကြောင်းတရားတွေကဘာတွေလဲဆရာမကြီးကသတိပြုရတဲ့ရေးထားတာပေါ့နော်အဲ့ဒီမှာတဲ့အကြောင်းတရား၄ပါးရှိပါတယ်ဆန္ဒဒေါသဘယမောဟတဲ့အဲ့ဒီတရား၄ပါးကိုဆိုလိုတာပေါ့ဆန္ဒကကိုယ်စိတ်ထဲကလူလာတာချစ်ခင်စုံမက်တာကိုချစ်ခင်စုံမက်တာကြောင့်မလုံတဲ့ကိစ္စတစ်ခုကိုလုံးမိတယ်ဆိုရင်ဆန္ဒဂရိကိုကျွလွန်ရရောက်တယ်တဲ့ဆန္ဒဂရိကိုကလိုချင်လို့ကိုကနှစ်သက်လို့ကိုကတက်မှတ်လို့မလုံတဲ့အရာတွေကိုလုံးမိတယ်မပြောတဲ့အရာတွေကိုပြောမိတယ်မဆိုတဲ့အရာတွေကိုဆိုမိတယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ဆန္ဒဂရိပါပဲဩဒီလူကငါနဲ့တည်တယ်သူတို့ဘာလဲသူအပြစ်ကနေလွတ်စေပေါ့နော်ဒီလိုမျိုးဆိုရင်ဆန္ဒဂရိတင်းတယ်လို့ဆိုပါလေဒေါသကကိုယ်စိတ်တွေကမလိုလားတာမုန်းတာအမျက်ထွက်တာပေါ့ကိုယ်စိတ်တွေကမနစ်သက်တာမနစ်သက်လို့မလိုရင်မလိုသလိုမလုတဲ့နာလုံးမိတယ်ဆိုရင်ဒေါသဂတိကြာရောက်တတ်တယ်ဒေါသဂတိတဲ့ကိုယ်စိတ်ထဲမှာစိတ်ဆိုးလို့ဒေါသထွက်လို့ဒီလိုကိုအမြင်မကြည်လို့မုန်းလို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့အမြင်မကြည်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဘာလို့လေရှိရလဲလို့ဆိုရင်သူတစ်ဖက်သားကိုပြင်မာလေးရှိတယ်လွန်ကျူးလေးရှိတယ်ပြုမှုလေးရှိတယ်အဲ့ဒီလိုမျိုးဆိုရင်ဒေါသဂတိရောက်တယ်တဲ့ဒါတွေကိုလည်းပဲကျွန်တော်တို့ပြောချင်းသတိပြုရမယ်ဆိုတဲ့သဘောပါနော်လိုရင်တော့လိုသလိုပေါ့မလိုရင်တော့လည်းပဲမလိုသလိုပေါ့ဒီဘက်ခေတ်ဆိုပို့တော့စူးသေးတယ်လीနော်အဲ့တော့ဒေါသဂတိရောက်တယ်ဘယ်ရဆိုတာကတော့ကိုယ်မှာဘေးဒုက္ခဖြစ်မှာဆိုတာပဲကိုယ်မှာအန္တရာယ်ဖြစ်မှာဘေးဒုက္ခရောက်မှာကိုကြောက်တာနဲ့မလွတ်တဲ့မလွတ်ထိုက်တာကိုလုံးမိတယ်ဆိုရင်အဲ့ဒါဘယ်ရဂတိပဲတဲ့ကိုကကြောက်ရွံ့ထိတ်လန့်ပြီးတော့တုန်လှုပ်ပြီးတော့မပြောတဲ့နာကိုပြောလိုက်တယ်မဆိုတဲ့နာကိုဆိုလိုက်တယ်နောက်တစ်ခုကကျတော့ကိုယ့်ပေါ်မှာအန္တရာယ်ရောက်လာမှာဆိုလို့လူတစ်ပေါင်းကိုမလုပ်ရလို့ရှိရင်အန္တရာယ်ပုံချလိုက်တယ်နောက်တစ်ခုကလူများအမှုကိုယ့်ကိုပတ်မှာဆိုလို့ကိုကဝင်ရောက်ပြီးတော့ဖြန်ပြေးတာမျိုးပြောဆိုတာမျိုးဖြောင်းပြတာမျိုးမလုပ်ဖ ೇನೆ ရှောင်လွဲသွားတယ်ဆိုရင်အဲ့ဒါဘာဂတိလဲဆိုတော့ဘယ်ရဂတိလို့ဆိုပါတယ်ဒီဘက်ခေတ်မှာဆိုရင်တော့ပို့ပြီးတော့များလိုက်လို့ပြောအောင်ပေါ့နော်ပြဿနာတစ်ခုကိုနဲ့မဆိုင်ဘူးဆိုရင်မဆိုင်တယ်လို့ပဲဘေးနားနေကြည့်နေကြတာပေါ့တိန်နဲ့ရံဖြစ်နေတောင်မှဘယ်သူမှဝင်ရောက်ပြီးတော့ဆွဲလို့ဖြန်လို့ဖြေလို့မရှိဘူးပေါ့ဒီလိုမျိုးတွေကဘယ်ရဂတိရောက်တယ်အဲ့ဒီအဂရိတရား၄ပါးကျွလွန်ပြီးအဲ့ဒီတရား၄ပါးကိုအများကြီးကျွလွန်လာပြီးဆိုရင်သိကြပါတယ်ကျွန်တော်တို့ဘာလုပ်လဲဆိုရင်ပျက်စီးဖို့ရခိုင်တော့များတယ်ဆိုတဲ့သဘောပါပဲနောင်လာမယ့်မျိုးဆက်သစ်လူငယ်လေးတွေအနာဂတ်ကလေးငယ်လေးတွေကျွန်တော်လူပေါင်းလူလောကအတိုင်းဝိုင်းတစ်ခုတာယာလာအောင်လှပလာအောင်တည်ထောင်ဖို့ဖြစ်ဖို့ဆိုရင်ဒီလိုအဂရိတရား၄ပါးကင်းစင်ဖို့လိုတယ်အဲ့ဒီတရား၄ပါးတွေကဘာတွေလဲဆိုတာသိဖို့လိုတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်ဆရာမရဲ့ရေးထားတာမောဟဆိုတာကတော့မသိတာတဲ့မဝေဖန်မပိုင်းခြားတတ်တာမသိမလိမ္မာလို့မလိုက်စားတဲ့နာကိုလိုက်စားမိတဲ့အခါမောဟဂတိကိုကျူးလွန်ရရောက်တယ်တဲ့မောဟတဲ့တွေ့ဝေတာပေါ့မလုပ်တဲ့နာကိုလုပ်မပြုတဲ့နာကိုပြုမကြံစီတဲ့နာကိုကြံစီလိုက်တယ်ဆိုရင်အဲ့ဒါဘာလဲဆိုရှင်မောဟဂတိပဲနော်ဆရာနဲ့တပည့်စီရှိရတယ်တငယ်ချင်းချင်းဘာလို့လဲစီရှိရတယ်နော်ညီကိုမောင်နှမချင်းစီရှိရတယ်အမိနဲ့သားစီရှိရတယ်ဟဲ့လား
ဒီစီးတွေရှိနေမယ်ဆိုရင်ဒါကကျွန်တော်တို့ကပြောလို့ရှိရင်မောဟဂတိကျุလွန်เสียအကြောင်းမရှိဘူးပေါ့အဲ့ဒီလိုအမှားယွင်းတွေပြုမှုလိုက်စားမိရင်အပင်ငရဲဆိုတဲ့ချမ်းသာကင်းတဲ့ဘဝတွေကိုရောက်တတ်တယ်အပင်၄ပါးငရဲတရိษံပြိတ္တာသူရကေဆိုတဲ့ဘဝတွေကိုရောက်သွားတတ်တယ်လို့ဆိုပါတယ်ဒါကြောင့်အဂတိတရား၄ပါးကိုမလိုက်စားပဲတည်ကြည်ဖြောင့်မတ်အောင်နေမယ်ကျင့်ကြံအားထုတ်မယ်ဆိုရင်လူပြည်နိုင်ရွာတွေမှာကောင်းမွန်ချမ်းသာစွာစုံကြည်စံကြည်ခံစားဆန်စားနေကြရမှာဖြစ်ပါတယ်မန္တဘောအဂတိတရားကင်းတဲ့လူတွေကတော့နိဗ္ဗာန်မှာဘာလို့လဲဆိုရင်နတ်ပြည်မှာပေါ့နော်အေးအေးချမ်းချမ်းနဲ့တက်တောင့်တက်တာလေးနဲ့ဘာလို့လဲစံစားခံစားနိုင်မယ်ဒီလိုနေရရင်မဟုတ်ဘူးတဲ့နိဗ္ဗာန်တရားဆက်ရောက်နိုင်တဲ့သတင်းသီလအကျင့်ကောင်းတွေကိုလည်းကျင့်ကြံနိုင်မယ်အကူကြီးလိုအပ်နေသည်တွေကိုလည်းလူတန်းပေးကမ်းနိုင်မယ်အဲ့ဒါအကျင့်သီလနဲ့ပေးကမ်းမှုဒါနဆိုတဲ့မျိုးဆွေးတွေကိုကောင်းမှုလို့ခေါ်တဲ့လမ်းမြေပေါ်မှာကျဲပတ်စိုက်ပျိုးပေးကြပါဒီနည်းနဲ့မောင်တို့မယ်တို့အတွက်ပြိုးပင်တွေစီစီကားကားပေါက်လာပြီးကောင်းကျိုးတွေအခြေတကျခံစားကြရမှာပေါ့ဆိုလိုရင်းကတော့မောင်တို့မယ်တို့အဂတိတရား၄ပါးကိုမလိုက်စားမိစေနဲ့အကျင့်ကောင်းကိုကျင့်ကြပါပေးတဲ့လူတွေနာပေးကမ်းလူတန်းကြပါလို့ဆိုလိုတာပေါ့အဂတိတရားမလိုက်စားရဘူးတဲ့နော်ငွေကြီးတစ်စုံတရားလက်လာပါရလို့ဒီလူတော့မျက်နှာသာပေးလိုက်တယ်ဟိုလူတော့မျက်နှာသာပေးလိုက်တယ်ဒီလိုလည်းပဲမလုပ်ရပါဘူးတဲ့အဲ့ဒါဆန္ဒဂရိတွေရောက်တယ်နော်ကိုကမုံလို့ကိုကအမြင်မကြည်လင်လို့ဒီလူကိုဘာလို့လဲဘာလို့လဲကွာညာလို့လဲကွာလို့ပြောတာအဲ့ဒါဘာလို့လဲဒေါသဂရိရောက်တယ်ပြီးရင်တော့ကဘာလို့လဲသူ့အမှုကိုဘက်မှာဆိုလို့နော်ဟိုဘက်မှာရန်ဖြစ်နေကြတယ်ကိုကသွားဖြန်ဘာလို့လဲကိုဒီမှာဖြစ်လာမှာဆိုလို့တနည်းအားဖြင့်ပြောမယ်ဆိုတော့ဘေးဘက်မှာမလိုက်ဘူးဂျားနေသမားတွေပေါ့နော်အဲ့ဒါဘာဂတိလဲဆိုရင်အဲ့ဒါဘာလို့လဲဘေယဂတိလို့ဆိုရမှာအခုကမောဟဂတိကလုံးရရင်ကောင်းမလားမလုံးရရင်ကောင်းမလားတွေးဝေနေကြတာပေါ့အခုကမလုံးတဲ့အရာကိုလုံးမိသွားတာကလည်းပဲမောဟဂတိပါပဲဒါကြောင့်တို့အဂတိတရား၄ပါးလည်းပဲဘာငယ်သမီးငယ်တွေကိစ္စမှုလူတွေဆိုတဲ့အကြောင်းလေးဆရာမကြီးတော်လူကြီးမဟာဝိဇ္ဇာမြမရွေးရဲ့ဆုံးမစာအုပ်လေးကိုဖတ်ပြလိုက်တာဖြစ်ပါတယ်နော်ဒီစာအုပ်လေးကနေပြီးတော့အကျိုးစုံတွေကရှိတယ်ဆိုရင်လည်းပဲကိုယ်ကိုယ်တိုင်လည်းပဲဝေပြီးတော့ဖတ်ကြပါဘာငယ်သမီးငယ်လေးကိုလည်းပဲဖတ်ဖြစ်အောင်လည်းပဲတိုက်တွန်းကြပါလို့ပြောရင်းနဲ့ဒီမှာပဲဆုံးသက်ပြရစီကြည့်ရှုနေတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မြမသာတင်ပါတယ်ဦးကျော်သူပါခင်ဗျာ